အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော် pop market လို့ခေါ်တဲ့နာမည်ကြီးရုပ်ကြီးကျောင်းရဲ့ဆိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ကြအောင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီလိုရုပ်ကလေးတွေအများကြီးရှိပါတယ်ရှင်းလုံးကြီးကတော့နည်းငယ်ကြီးတယ်လို့ထင်ရပေမဲ့ရုပ်ကြီးကတကယ်မိုက်တဲ့ရုပ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီကြီးကရုပ်ပြစ်ကိုဝယ်မှာပဲဖြစ်ပါတယ်ဒီရုပ်လေးကိုကျွန်တော်ရွေးလိုက်ပါပြီအလေကတကယ်ချင်းကလက်ဆောင်ဝယ်ဖို့ပြောလို့ကျွန်တော်တကယ်ချင်းလက်ဆောင်ဝယ်ပြီးမှပဲဖြစ်ပါတယ်ဒီမှာရှိတဲ့ကျွန်တော်ရုပ်တွေပါနော်ဈေးတန်ဖိုးအနေနဲ့တော့တန်ဖိုးတိတဲ့ရုပ်တစ်ခုမှမရှိပါဘူးအကုန်တန်ဖိုးကြီးရပါတယ်နာမည်ကြီးလာဖို့မှုရုပ်များစွာကိုလည်းတနေရာထဲမှာစုံစုံစီရရှိမဲ့နေရာလေးတနေရာပဲဖြစ်ပါတယ်ဒါပတူနန် area ထဲမှာရှိတဲ့ Slim Square ဆိုတဲ့နေရာပဲဖြစ်ပါတယ်pop market လို့ခေါ်တဲ့ရုပ်ကလေးတွေကြောင်းနဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီလိုနာမည်ကြီးရုပ်ငါးစာကိုတနေရာထဲမှာစီစီဝယ်မဲ့နေရာလေးတနေရာပဲဖြစ်ပါတယ် Slim Square မှာရှိပါတယ် pop market လို့ခေါ်ပါတယ်ဒီဘက် channel လေးမှာလည်းကျွန်တော်တို့နာမည်ကြီးရုပ်တွေငါးစာကိုလောင်းချလာဖြစ်ပါတယ်ရုပ်တွေကတင်းငယ်ပြီးနဲ့ဈေးနှုန်းကတော့မတင်းငယ်ပါဘူးဒါတော့ကျွန်တော်တို့ Slim Square မှာရှိတဲ့ပတူနန် area ထဲမှာရှိတဲ့ကျွန်တော်နာမည်ကြီး blind box ရုပ်ရောင်းတဲ့နေရာလေးတနေရာပဲဖြစ်ပါတယ်ဒီလိုကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိအပိတ်ကြည့်ရှိတဲ့ကြောက်ချင်းဒီပတ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ